YouTube channel တခုတိစောက်တော့မယ်ဆိုရင်ကျွန်တော်တို့ Gmail account တခုတော့လိုတယ်ပေါ့နော်အဲ့တော့ Gmail account တခုကိုအရင်ဆုံးဖွင့်ထားလိုက်ပါတကယ်လို့ Gmail account မဖွင့်တတ်ဘူးဆိုရင်ကျွန်တော် channel မှာ Gmail account ဖွင့်လေးတင်ထားတာရှိပါတယ်ဟုတ်ပြီ Gmail account ဖွင့်ပြီးသွားပြီဆိုလို့ရှိရင်အဲ့ account နဲ့ YouTube မှာ sign in ဝင်ထားမှာဖြစ်ပါတယ် sign in ဝင်ပြီးသွားပြီဆိုလို့ရှိရင်เนาะဒီလိုမျိုး profile ပုံနေရာလေးပေါ့နော်အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်နှိပ်ပြီးသွားပြီဆိုလို့ရှိရင် create a channel ဆိုတာလေးရှိပါတယ်အပြာရောင်ကလေးအဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါဒါဆိုလို့ရှိရင်ဒီနေရာမှာ name ရဲ့handle ရဲ့ဆိုပြီးတော့အကွက်လေးနှစ်ကွက်ပေါ်နေပါလိမ့်မယ်အဲ့တော့ဒီအကွက်လေးနေရာမှာတော့ဒီ name နေရာမှာတော့ကိုကြိုက်တဲ့ channel နာမည်ပေါ့နော်စဉ်းစားထားပြီးသား channel နာမည်လို့ရိုက်ထည့်ရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီမှာsample channel ပေါ့နော်လူလေးရိုက်လိုက်မယ်နမူနာပြတာပြရမှာ sample channel ဆိုပြီးရိုက်လိုက်မယ်ပြီးသွားလို့ရှိရင်အောက်ကဒီ channel handle ဆိုတဲ့နေရာမှာသူပေးတဲ့အတိုင်းထားလို့လည်းရတယ်ဒါမှမဟုတ်ရင်ကိုကြိုက်တဲ့ channel ဒီ handle လေးထားလို့လည်းရတယ်ပေါ့နော်အဲ့တော့ဒီ handle ကဘယ်လိုမျိုးအသုံးတဲ့လဲဆိုလို့ရှိရင်အဲ့စလုံးလေးတွေရိုက်တာနဲ့ကို channel ရှိကိုတန်းရောက်လာမှာပေါ့နော်ဒါကြောင့်မလို့ဒီ handle လေးကလည်းကောင်းကောင်းမွန်မွန်လေးတခြားပေးတင်ပါတယ်သူကမရဘူးဆိုလို့ရှိရင်တော့ဒီလိုမျိုးလေးအနီလေးပြပေးတယ်ရတယ်ဆိုလို့ရှိရင်တော့အစိမ်းလေးပြပေးတယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်က sample channel 111ဆိုပြီးရိုက်လိုက်တယ်ရိုက်လိုက်ပြီဆိုလို့ရှိရင်အဲ့ channel ကိုအဲ့စလုံးလေးတိုင်းရိုက်လိုက်တာနဲ့ကို channel ကိုအလွယ်တကူရှာလို့ရမှာဖြစ်ပါတယ်ဒီဟာကသူများနဲ့တူတဲ့ဟာမျိုးမရှိပါဘူးဒီ channel name ကတော့သူများနဲ့လည်းတူချင်းတူနိုင်တယ်ပေါ့နော်ဟုတ်ပြီဒီမှာနာမည်နဲ့ handle နဲ့ကြိုက်ပြီဆိုလို့ရှိရင်တော့အောက်က create channel ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါဒါဆိုလို့ရှိရင်အဝိုင်းလေးလည်နေပြီးတော့သူကဒီ system ကနေပြီးတော့ channel တစ်ခုတိစောက်ပေးနေပြီပေါ့နော်ဟုတ်ပြီဒါဆိုရင်ခဏလေးစောင့်ကြည့်လိုက်စောင့်ကြည့်လိုက်လို့ရှိရင်ဒီမှာအနီရောင် line လေးနဲ့ your channel is being created check back in a few minutes ဆိုပြီးတော့ပေါ်နေတယ်အဲ့တော့သူဆိုလိုချင်တာကတော့ channel စောက်ပေးနေပြီပေါ့နော်ပြီးသွားလို့ရှိရင်ခဏနေပြန်စစ်ပါလို့ပြောတယ်ဟုတ်ပြီအဲ့တိုင်းလေးခဏလေးစောင့်ကြည့်လိုက်ပါနော်ဒီမှာကျွန်တော် refresh နှိပ်ကြည့်လိုက်မယ်ဟုတ်ပြီဒါဆိုလို့ရှိရင် channel ရပြီပေါ့နော်ဒါဆိုလို့ရှိရင်ဒီမှာကိုကြိုက်တဲ့ကိုခုနကရေးလိုက်တဲ့ channel နာမည်လေးနဲ့ရပြီအောက်မှာဆိုလို့ရှိရင်လည်း channel handle လေးကမှ sample channel 111ဆိုပြီးကျွန်တော်ရှေ့မှာရေးခဲ့တိုင်းလေးပေါ်နေတယ်အောက်ကဒီ more about this channel ကိုနှိပ်ပြီးတော့ဒီ more ကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်လည်းပဲဘာပုံလဲဆိုလို့ရှိရင်ကိုယ့်ရဲ့မှာ channel နာမည်ပေါ်မယ်ခုနက channel handle လေးရှိမယ်ပြီးတော့လို့ရှိရင်ဘယ်နေ့ဘယ်ရက်ကတိစောက်ခဲ့တယ်ဆိုတော့ဒီ date လေးလည်းပေါ်နေမှာဖြစ်ပါတယ်ဟုတ်ပြီဒီဆိုဒါဆိုရင်ကျွန်တော်ဒီ manage video ကိုတစ်ချက်နှိပ်ကြည့်လိုက်မယ်အဲ့တော့ဒီ channel တိစောက်မှုအစီအစဉ်ကတော့ပြီးသွားပြီပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ YouTube channel တိစောက်တယ်ဆိုတာဗီဒီယိုတင်ဖို့လေနော်ဒါကြောင့်မို့လို့ဗီဒီယိုတင်တဲ့အခါမှာဘယ်လိုမျိုးဖြစ်မလဲဆိုတာကိုကျွန်တော်တို့ကြည့်ရမှာဖြစ်ပါတယ်အဲ့တော့ခုနက manage video နှိပ်လိုက်တဲ့အခါမှာကျွန်တော်တို့ကဒီ channel creator studio ဆိုတဲ့အထက်ကိုရောက်သွားတယ်ပေါ့နော်ရောက်သွားတယ်အဲ့တော့ဒီမှာတော့ဘာမှမရှိသေးဘူးအခွန်ပဲရှိနေမယ်ပေါ့နော်ဒီမှာဗီဒီယိုနေရာမှာလည်းဘာမှမရှိသေးဘူး short တွေပါတယ်လည်းဘာမှမရှိသေးဘူး live လွှင့်တာလည်းဘာမှမရှိသေးဘူးနော်ဒီမှာကို channel ပုံလည်းဘာမှမရှိဘူးဒီမှာ sample channel ဆိုပြီးတော့နာမည်လေးပဲရှိနေသေးတယ်ပေါ့နော်အဲ့တော့ဒီမှာတော့ creator studio ဆိုတာကတော့ကျွန်တော်တို့လုပ်ချင်တာတွေလုပ်စရာရှိတဲ့အလုပ်တွေပေါ့နော်ဒီ studio ထဲမှာလုပ်အောင်ဖြစ်ပါတယ်အဲ့တော့ဒီမှာ dashboard ကိုနှိပ်ကြည့်မယ်ဆိုလို့ရှိရင်လည်းပဲဘာမှမရှိသေးဘူးပေါ့နော် subscriber အစ0ဖြစ်တယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်တစ်ချက်ပြန်သွားကြည့်အောင်ဟိုကြည့်ရဒါဆိုလို့ရှိရင်ဘာမှရှိမနေဘူးဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ကအောက်ကလစ်ဒီဘယ်ဘက်အောက်ချမ်းလေးကိုနည်းနည်းဆွဲကြည့်လိုက်ပါနော်ဆွဲကြည့်လိုက်လို့ customization ဆိုတာလေးရှိပါတယ် customization ဆိုတဲ့နေရာမှာ channel နဲ့ပတ်သက်လို့ဟိုကပုံနေ information တွေတင်လို့ရတယ်ပေါ့နော်ဥပမာဒီ banner image ပေါ့နော် cover photo မျိုးဒီနေရာမှာတင်ကျင်တယ်ဆိုလို့ရှိရင်ဒီ upload ကိုနှိပ်ပြီးတော့ကိုကြိုက်တဲ့ပုံတင်လို့ရတယ်ပြီးရင် profile ပုံတင်ကျင်တယ်ဆိုလို့ရှိရင်လည်းဒီ upload ကိုနှိပ်ပြီးတော့ profile ပုံတင်လို့ရတယ်အောက်က channel name ပေါ့နော်အဲ့တော့ channel name မှာနောက်ပိုင်းလိုအပ်လို့ကိုအကြောင်းပြုနဲ့ပြောင်းကျင်တယ်ဆိုလို့ရှိရင်လည်းအဲ့နေရာမှာ channel နာမည်ပြောင်းလို့ရတယ်ဒီ channel handle ကလည်းဒီမှာပြထားလို့ပဲ14ရက်တခါကိုလိုအလိုအပ်လို့ပြောင်းလို့ရတယ်ဒါကတော့ခဏခဏပြောင်းရင်မကောင်းဘူးပေါ့နော်ကိုကြိုက်တဲ့ဟာလေးတစ်ခုကိုပဲတတ်တတ်မှတ်ထားတာကောင်းပါတယ်ပြီးသွားရင်ကို channel နဲ့ပတ်သက်တဲ့ဒီအကြောင်းအရာကိုဗီဒီယိုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဒီနေရာမှာကိုကြိုရေးထားလို့ရတယ်ပြီးသွားရင်အောက်မှာ
channel URL เนาะ channel URL ဆိုတာကတော့ကို YouTube channel ရဲ့ link ပေါ့နော်အဲ့ဒီ channel link လေးကိုကိုတင်ထားခြင်းပဲဖြစ်ဖြစ်သူများကို share ပေးခြင်းပဲဖြစ်ဒီမှာဒီနေရာလေးမှာတစ်ချက်နှိပ်ပြီးတော့ copy ယူလို့ရတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကို့မှာတခြား channel ရှိတယ်ဆိုလို့ရှိရင်သို့မဟုတ်နောက်ထပ် channel တွေနဲ့ချိတ်ချင်တယ်ဆိုလို့ရှိရင်လည်းအဲ့ဒီမှာ add link ကိုနှိပ်ပြီးတော့တခြား channel link ကိုတင်ထားလို့ရတယ်ပေါ့နော်ဒါဆိုလို့ရှိရင်တခြား channel နဲ့ဆက်ဆက်မှုကိုလည်းမြင်ရမှာဖြစ်ပါတယ်ပြီးတော့ကိုယ့်ရဲ့ audience တွေဘာတွေနဲ့ဆက်သွယ်ခြင်းနဲ့ဆိုလို့ရှိရင်ကိုယ့်ကို email ပါညာအကြောင်းမျိုးနဲ့ဆက်သွယ်နိုင်အောင်ပေးထားခြင်းနဲ့ဆိုလို့ရှိရင်ဒီနေရာမှာ email နေရာမှာကိုယ့်ရဲ့ email ကိုရိုက်ထားပြီးလို့ရတယ်ပြီးသွားလို့ရှိရင် video တင်တဲ့အခါမှာကျွန်တော်တို့ video ရဲ့ညာဘက်အောက်ထောင်လေးမှာပေါ့နော်ဒီ watermark နေနဲ့ပုံလေးတစ်ခုပေါ်သေးခြင်းနဲ့ဆိုလို့ရှိရင်ဒီနေရာမှာဒီ upload ကိုနှိပ်ပြီးတော့ watermark လေးပုံလေးတင်လို့ရတယ်ပေါ့နော်အားလုံးပြီးသွားပြီကိုယ်စိတ်ကြိုက်ဒီနေရာမှာကိုထည့်ချင်တာထည့်ပြီးသွားပြီပုံနေတင်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီက publish ဆိုတဲ့ဟာလေးကအပြာလေးဖြစ်နေမှာပေါ့နော်အဲ့လေးတစ်ချက်နှိပ်လိုက်ပါဒါဆိုလို့ရှိရင်ကို channel ကပုံနေရောစာတွေရောအစဉ်နဲ့ဖြစ်သွားပြီကြည့်လို့ရှုလို့ကောင်းသွားတဲ့ channel လေးတစ်ခုရမှာဖြစ်ပါတယ်နောက်ထပ်ပြီးတော့ဒီ channel နဲ့ပတ်သက်တဲ့ setting တွေချိန်ရင်တော့အောက်ကဒီ setting ကိုနှိပ်လိုက်ပါနော် setting ကိုနှိပ်လိုက်ဘယ်ဘက် channel မှာဒီမှာဒီမှာဆိုလို့ရှိရင်ဟိုမှာငွေကြေးကို channel နဲ့ဝင်မဲ့ငွေကြေးနဲ့ဆိုလို့ရှိရင်ကိုကမရွေးထားလို့ရတယ်ဘာငွေဝင်ဘာငွေကြေးပုံစံနဲ့မြင်စေခြင်းလဲပေါ့နော်ဒီမှာငွေကြေးအမျိုးအစားရှိတယ်ကိုကြိုက်တာရွေးလို့ရပါတယ်ပြီးသွားလို့ရှိရင်ကို channel ကဘယ်နိုင်ငံအနေနဲ့ရှိစေခြင်းလဲပေါ့နော်ဒါဆိုလို့ရှိရင်ဒီနေရာမှာ channel ကိုနှိပ်ပြီးတော့ဒီ select countries နေရာမှာ country of resident နေရာမှာကြိုက်တာလေးကိုရွေးပါဒါပေမဲ့ဒီဟာကတော့တကယ်တမ်းနောက်ပိုင်းအသုံးလိုမှထည့်တာကောင်းတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ခဏမပြောင်းစေချင်ဘူးဟုတ်ပြီတခြားဒီမှာကိုလိုတဲ့ဟာတွေကိုနောက်ပိုင်းအလုပ်လုပ်တော့မယ်ဆိုရင်လိုတဲ့ setting တွေကိုကိုလိုသလိုဒီမှာချိန်ထားလို့ရတယ်တခြားဟာတွေလည်းရှိတယ်ပေါ့နော်ဒီမှာတခြားဟာရှိတယ်ဒီမှာ permission ထဲမှာနှိပ်လိုက်မယ်ဆိုလို့ရှိရင်လည်းတခြား admin ပေးလို့ရတဲ့ဟာတွေပါရှိတယ်ဆိုတော့ဒီလောက်လုပ်ထားပြီဆိုလို့ရှိရင်တော့ YouTube channel တစ်ခုကအလွယ်တကူအလုပ်လုပ်ရတဲ့နေရာတစ်ခုဖြစ်သွားပါပြီနောက်ပိုင်းအလုပ်လုပ်မယ်ဗီဒီယိုတွေပါညာတင်နေတယ်ဆိုလို့ရှိရင်လည်းပဲဒီ studio ထဲမှာပဲဝင်တင်လိုက်ပါเนาะအဲ့လိုမျိုးလုပ်လို့ရပါတယ်အဲ့တော့ကိုနောက်ပိုင်းဗီဒီယိုတွေပါညာတင်ပြီးသွားပြီဆိုလို့ရှိရင်တော့ channel နဲ့ပတ်သက်တဲ့ information တွေကိုဒီဘက်မှာတစ်ခုချင်းကြည့်လို့ရတယ် dashboard မှာဆိုလို့ရှိရင်တော့အကြမ်းများအဖြစ်မေးပြပေးတယ်ပေါ့เนาะဒီမှာဆိုလို့ရှိရင်ကိုတင်ထားတဲ့ဗီဒီယိုနဲ့ပတ်သက်လို့ပြပေးမယ်ဗီဒီယိုဆိုလဲဗီဒီယိုပေါ့ short ဆိုလဲ short ပေါ့ live ဆိုလဲ live playlist အကုန်လုံးစာရှိပြီးဒါတွေကိုဒီမှာပြပေးမယ်နောက်က data တွေနဲ့ပတ်သက်လို့ကြည့်ကျင်တယ်ဆိုလို့ရှိရင်လဲကို channel က view ဘယ်လောက်ရှိလဲ watch hour ဘယ်လောက်ရှိလဲ subscriber ဘယ်လောက်ရှိလဲဒါမျိုးတွေကိုဒီမှာပြပေးတယ်လိုအပ်လို့ date တွေပါညာပြောင်းပြီးတင်လို့ရတယ်เนาะchannel မှာ video ခုမှစတင်မှာဆိုရင်တော့ဒီအပေါ်က create as to create ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါเนาะအဲ့မှာ video camera ပုံလေးနဲ့ရှိတယ်ပြီးသွားလို့ရှိရင် upload video ပေါ့เนาะ video တင်မယ်ဆို upload video နဲ့ live လုပ်မယ်ဆိုရင်လည်း go live ကိုပေါ့เนาะအဲ့လိုမျိုးနှိပ်ပြီးတော့ကိုလိုချင်တာကို device ထဲမှာပေါ့เนาะကို set ထဲမှာရှိထားတဲ့ပုံတွေကို video တွေကိုတင်လို့ရမှာဖြစ်ပါတယ်ဟုတ်ပါပြီဒါဆိုလို့ရှိရင်တော့ YouTube channel တိစောက်တဲ့နီး setting ချိန်တဲ့နီးဟုတ်လားလိုအပ်တာလေးတွေပြင်ဆင်တဲ့ဟာပြီးပါပြီတခြားတစ်ခုချင်းစီကိုအသေးစိတ်သိချင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော် YouTube channel ရဲ့ playlist ထဲမှာ YouTuber များအတွက်အကူအညီဆိုတဲ့ playlist ထဲမှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်သိချင်တာမေးချင်တာရှိရင်အောက်က comment မှာရေးခဲ့လို့ရပါတယ်အားလုံးပဲအဆင်ပြေကြပါစေနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်